အငိမ့်အောင်လို့ပြောပါဟုတ်ကဲ့စကားပြောတာလဲလဲဖုတ်ဖုတ်ပြောလဲလဲပက်ပက်ဖုတ်ဖုတ်နဲ့ပပနဲ့အမွှာညီမတော်တော်ကိုလိလာထားတဲ့သဘောရှိတယ်ညီမလေးအားငယ်နေအကူကြီးတို့ရှေ့လာခဲ့ရမလားရနော်လာပြီမယ်အဲ့တော့ပရိသတ်ကဘာလို့တော့အဝေးဆိုတော့ကျွန်တော်တို့ကအလှပါသိပြီးတော့မမြင်ရဘူးဖြစ်နော်အဲ့တော့ပို့ပြီးတော့ပေါ်လို့ရှေ့တိုးမှနော်ဟုတ်ကဲ့တိုးလဲအော်အလိုလိုမှလူကသွေးလို့တန်းလို့ရဲတိတ်အောင်လို့မရဘူးဟုတ်ပြီပရိသတ်ကတကယ်အပြေးပဲဟိုနောက်မှလေးရောဘာလို့တော့လက်ကကြည့်ရတဲ့ဆွမ်းကြောင့်ပုံမီးထိုးထားတော့မျက်လုံးညာအားလုံးပဲမင်္ဂလာပါဒီဘက်ကပရိသတ်တွေမင်္ဂလာပါမြင်ရလားဒီဘက်ကပရိသတ်တွေမင်္ဂလာပါမြင်ရလားခင်ဗျားတို့တော့မသိကြုတ်ကတော့မြင်ရဘူးသွားပဲနဲ့မြင်ရရှေ့ကပရိသတ်တွေလည်းမင်္ဂလာပါမြင်တော့မီးကနည်းနည်းစူးနေတော့လေပရိသတ်ကိုတိတ်မမြင်ရဘူးဟုတ်ကဲ့ကဲနောက်ထပ်ချင်းလေးတစ်ပုဒ်အနေနဲ့ပြန်နေပြီးတော့ဒီဆိုထားတယ်ဗီဒါကြီးစစ်ချင်းလေးကိုဖြည့်ပေးကြပါရစေလက်ခေါက်သားလေးကြောင်းကြပါလေဒုတိယတစ်ပုဒ်နေတဲ့ဒီဆိုပြောပြီးအခန့်ပေးမယ်ရှင်းလေးကဘာပါလဲဘေးတာအော်ဘေးတာကြီးဟာဆိုမှတော့ကြီးတာပေါ့ကွာโอเคစွာကြည့်အောင်စကြည့်အောင်အေးစကြည့်အောင်မော်လီတာရလားโอเคရပြီဒီမှာတော့ဆက်ပြီလားဗ
ဟိုဖះဖူးရတယ်လေတို့ပကန်းချောင်းဖះဖူးရတယ်လို့စိုက်တီးရတာဘယ်လိုတော့ဘေးဖះတကူကြီးမှန်းကိုမသိဘူးမလေးချစ်ချလိုက်တာဒီမလေးရလားအဆင်ပြေလားမလေးမလေးအဲ့လိုတယောက်ကို သူနဲ့ငါနဲ့ကိုနှလုံးနဲ့ကိုပေါင်းပြီးကြက်နေတာဟုတ်ကဲ့ ဒီစနေရပါရှင် ဟုတ်ပြီဟုတ်ကဲ့ โอเคနောက်တဲ့ချင်းလေးတစ်ပုဒ်နဲ့အော်ဆွေတော်ဝင်များအချင်းလေးပေးကြတယ်ပြည်သူများမိသားစုများအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင် စုပေးရဆိုတာအဲ့လိုမပေးရဘူးစုပေးတယ်ဆိုတာတမိမေတ္တာသွေးကိုစုကြတဲ့ပုံကောင်များယေဒနာစိတ်ကြောက်တေးပေါက်တန်ကသားနိုင်တေးပေါက်တန်ဇဲတောက်တန်ဇဲမတောက်တဲ့တေးရင်ပေါက်ပါလိမ့်ကဲဒီခါတော့ဟုတ်ကဲ့နောက်ထပ်ချင်းလေးတစ်ပုဒ်နဲ့ဒီခါပြန်လည်ပြီးတော့သူဆိုထားတဲ့ချင်းလေးတွေကတစ်ပုဒ်နဲ့ဖြောပေးခြင်းပါတယ်ဒီချင်းလေးကလည်းဒီထဲမှာတော့အကလေးတွေပါတာပေါ့နော်ခုတော့ကြောက်ခဲပဲပေါ့လေမမကိုကြီးတို့ကပေးမယ်လင်းချမလားအဲ့စုကြရကပေးမှာစုကြရတယောက်တစ်ဝက်စီကုန်ယူလိုက်မလေးရတဲ့အိမ်ရောက်လဲတော့အတူတူသုံးရမှာပဲဟဲ့သားဖတွေလားရောက်ခမရဲ့ဖိုးတွေဘယ်နဲ့ဖိုးအရှိကနေကြီးတွန်းပို့နာအဲ့တော့ပြန်လည်ပြီးတော့ဒီစကြတဲ့မျော်လင့်နေတော့ပြုံးဖုံးတိုင်းခဲ့ပါဆက်ချစ်လေးတွေ့ပြီးကြပါရှင်ဟုတ်ကဲ့ဗျာလက်ခုံတန်လေးကြောကြပါလေဒီညနေပါတယ်ဒီလိုညနေပါတယ်စကားမှန်တယ်တို့လူရှင်တော်တွေမမြင်များနေနေလားမသိဘူးနော်တို့ကြတော့မစားကောင်းတဲ့အတီးကြနာပဲရပါတယ်တို့တော့စားနေတော့နေတယ်နော်ဟုတ်ကမာတော့ဗါလေတို့နော်ဒါတော့မြန်မာလေးကြည့်အောင်အဲ့မင်းတို့မြန်မာစာကြီးပါရော့နင်းအင်္ဂလိပ်စာကြတော့ဖတ်ဆရာမသွားပြမှာဟုတ်ကဲ့အထက်ဝိုင်းဘက်ရွာဒီကိုတော့ကိုမောင်မဲကိုတော့ကိုမလေးတကူတော့ဟုတ်ကဲ့အချင်းလေးတောင်းဆိုကြပါတယ်အဲ့ဒါလေးပြီးရင်ဆိုပေးပါမယ်နော်နားလေးဆောက်မယ်နော်ဆောက်ပေးနော်ဟုတ်ကဲ့နားလေးပါဖြည်းဖြည်းကိုကြီးဘာလို့ရှိရမှန်တော့ဟုတ်လားဟုတ်တယ်တောင်းဆိုတဲ့နာမည်ကိုသဘောကျပါတော့တကူတော့ကိုမောင်တကူတော့တဲ့တကူတော့ထည့်ရသေးတယ်ကြီးချက်ရေးပါလေအမှန်တော့တယောက်တည်းဆိုတဲ့သဘောပေါ့ဟေးပါအိမ်မှာသမင်းလေးပါလေးချက်ကျွေးမဲ့သူကမရှိဘူးပေါ့ရလေနေလိုက်ကျွေးလိုက်သွားသူအပေါ်ရတော့โอเคဆက်လက်ပြီးတော့ပြန်လည်ပြီးတော့တည်ဆိုထားတဲ့တခြင်းတွေကတပုတ်ဖြစ်တဲ့ဒီဆရာကြီးကိုလေးလွင်ရဲ့မမပသိမ်သူဆက်ခြင်းလေးဖြေပေးကြပါမယ်ဟုတ်ပြီဗျာမမပသိမ်သူဟုတ်ပြီပရိသတ်တွေမင်းတို့ညနေအားရှိစေမဲ့ပျော်ရွှင်စေမဲ့လက်ခုပ်တန်လေးတွေကြားကြပါလက်ခုပ်တန်လေးကြားကြပါလေဘကဘာဖြစ်လဲစီးပွားရေးအဆင်မပြေဘူးလားအေးပေါ့သူတို့ကြက်တင်းနေအလကားရတဲ့လက်ခုပ်ကိုနှမျောနေတာဟုတ်တယ်ပရိသတ်ကလည်းအများကြီးနော်ဟုတ်ကြီးအထူးသတိပေးပါရစေဘာဖြစ်တော့ဤတော့ဟိုးမပေါက်ကြနဲ့နော်ဘာလို့တော့ကျမ်းမာရေးရပေါက်ချင်ပေါက်မှာပေါ့ပေါက်တာအကြောင်းမဟုတ်ဘူးလေကွာဘာလို့တော့လူတွေကတော့လောက်ကြက်ညက်နေတာဤခုပေါ့အေးပေါ့မဘယ်မှလက်ထွက်ချောင်လို့မရအေးပေါ့โอเคအဲ့တော့မမပသိသူ
ချစ်ကြတယ် ဟုတ်တယ်ဗျာ တန်ရုံးစင်ရှိကြတယ် ဟုတ်ကဲ့ ညီကိုမောင်နှမတွေစုံတွေ့ကြတဲ့ချိန်လေးပေါ့နော် မှန်ပါဗျာ အဲထပ်မပြီးတော့အိတ်ကပ်ပေးပါရစီ ဟုတ် ကျေး ကဲ့ ဇူးများတင်ပါတယ်ပြည်ထောင်စုတော်ငွေများချင်းရင်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဒီစုတော်ငွေတွေကလည်းဒါပြည်ထောင်ပြန်လည်ပြီးတော့လှူရမ်းမှာပေါ့နော်အဲကြောင့်မလို့ဒါဒီကပြည်သက်တွေအမျိုးတွေမိသားစုတွေရဲ့အလှူပါပဲလို့ဒါလေးကိုလည်းအသိပေးပါတယ်ရှင် ဟုတ်ကဲ့ဗျာ တင်ပါတယ် ဟုတ်ပြီ ကဲနောက်ထပ်ချင်းလေးတစ်ပုဒ်နဲ့ ဟုတ်ကဲအဲ့တော့ကျွန်တော်တို့ကတော့ဘာလို့လဲဆိုတော့နောက်ဘုံမနဲ့လည်းအငိမ့်ကမှာဆိုနေနေကျွန်တော်တို့အပြုတ်လေးတွေရှုပ်ပြီးတော့ဟုတ်လားညီမလေးမင်းတက်တဲ့ဇရက်တဲ့ဆိုမယ်အငိမ့်ကကြတော့ကျွန်တော်ကကြီးစရာတွေလုံးမှာပါတော့ပြိတ္တမရင်လည်းဆင်းပြီးကျွန်တော်ကိုယ်တိုင်ဂလိထိုးမှာပါ ဂလီထုံးမှာတော့ရီပြီးပေါ့ဟာ ဟုတ်ကဲ့ အဲ့တော့အဲဒါကကုသိုလ်ပြုနော် ဟုတ်ကဲ့ အဲ့တော့ငါရဆက်သွယ်ပြီးကြတယ်လူရှင်လူမမိသားစုနဲ့တို့တော့ပေါ့နော် ဟုတ်ပြီ နော်โอเคကျေးဇူးပါဗျာကျေးဇူးရှင်နေပါအားလုံးတာတို့ခုတ်ပြီးပါလိုအပ်တဲ့နေရာမှာကျွန်တော်ဒီမလေးကပြန်လည်ပြီးတော့လူတန်းပြီးမှာပေါ့နော် ဟုတ်ပြီ အဲ့တော့ကဲဒီမလေးထပ်ပြီးတော့ရှင်လေးက ဟုတ်ပါဘူး မငိုနဲ့ ရီးနေတာဟာအေးရဘယ်နဲ့ရီးမမသိငိုမမသိမလုပ်ပါနဲ့အဲ့ဒါပြောတာပြိတ္တကချစ်စားလဲမပြောနဲ့ညီမလေးပြိတ္တကိုအပြုံးပေးလိုက်စမ်းအမေအပြုံးပေးလိုက်စမ်း အပြုံးလေးနဲ့ မရှိနဲ့ရီးရင်ကြည့်ကြံသွားတာ ဘာတော့ မျက်လုံးပေါက်တွေမျက်လုံးပေါက်တွေ အဲ့တော့တော်တော်လေးဟိုမင်းကိုယ်တိုင်ကြုံတွေ့တာတော့လေလူကအရင်ဆိုရင်အများနဲ့သမီးဗီဒီယိုတွေတွေ့အများနဲ့တက်ကြွရတယ်လေ ဟုတ်တယ် အကြွပြောတင်မှာအဲ့လိုရီလိုက်ဟိုဘက်ဒီဘက်လှုပ်လိုက်ပေါ့နော်ခုတော့ဒီလိုပေါ့ အေးဘောခိုင်မနေနေလေးပြုံးတယ်ညီမလေးပြိတ္တကိုပြုံးပြန်လဲစမ်း ကျုံလိုက်ပြီ အဲ့လိုညီမလေးရဲ့ပြိတ္တကိုအပြုံးပြီးတော့လာကြည့်တဲ့ပြိတ္တတွေနှလုံးမအေးဘူးလား အေးပါရဲ့ အပြုံးပေးရင်နှလုံးအေးတယ် ဟုတ်တယ် ကိုချစ်ပန်းပြိတ္တအပြုံးပေးလိုက်စမ်းမပြောင်နဲ့ညီမလေးပြိတ္တကိုအပြုံးပေးလိုက်စမ်းအဲ့လိုအပြုံးပေးတော့ပြိတ္တတွေနှလုံးမအေးဘူးလားအပြုံးပေးရင်နှလုံးအေးတယ်ကိုချစ်ပန်း ဘာတော့ အပြုံးပေးလိုက်စမ်းမပြောင်နဲ့လို့ ပြောင်းတာမပြုံးပြန်နေ ညီမလေးအပြုံးပေးလိုက်စမ်းမလေးတော့လေရီးတာတော့မှရိုးရိုးမယူဘုံတင်ရီးတာဗျအောင်ပါရှမ်းမလက်တလက်ကတလက်ရှမ်းမ ဘယ်ရောက်ပါလဲ ချာညီမလေးကအဲ့တော့ဆုံးမတဲ့ချင်းလေး โอเคပြောမနေမပေါ့ ပြောမရှိတော့ ခုမှပဲပြန်ရည်တော့တယ်ဒီကတော့ဘာပဲပြောဒါတော့ပွဲဆိုတော့လေအားလုံးလည်းလူရှင်မိသားစုတွေကပေါ့နော်ပြည်သက်တွေလည်းပြောရွှင်ရွှင်ဘာပဲပြောသူတို့ဖြော်ပြေကြိုက်လေးမှာပေါ့လေအားလုံးလည်းစိတ်ချမ်းသာရအောင်ပေါ့အဲ့တော့အားလုံးလည်းတူတူဆိုလို့ရမယ့်ချင်းလေးတွေကိုဖြော်ပြပေးကြပါမယ် ဟုတ်ပြီ ဒီဆရာလှိုင်းစုံဝေးရဲ့ချင်းလေးဖြစ်ပါတယ်တောင်ရဝင်ချင်းချင်းလေးချက်ပေးပါ โอเคဟဲ့အတူတူဆိုရင်တော့နောက်ကပရိသတ်တွေရော တောင်ရဝင်ချင်းပါလေးစက်လေးစုပ်ပြေစာဖူးဝင်တော့အနာပါလာတယ်
ရ သွားလိုက်အောင်အခုကြီးလာတော့သူကလက်မခံမှုပြတ်ဟုတ်တယ် ပါ လက်ချင်းမတူဘူးလေကွာ ဒီပရိသတ်တွေအားလုံးရဲ့လက်ခုပ်လေးတီးပြီးတော့ဆိုကြပါမယ်။မြောင်လက်ခုပ်လေးလိုက်တီးပေးပါနော်။တောင်ရဝင်ချိန်ပါပြီးလို့ဆိုတဲ့စုကြည်စပူးဝင်တော့လာပါပါလေအသေးလေးပါရင်ရေးပြရမယ်ဒီနေ့ကြွေးကြတာခေါ်မတဲ့တော့ပြောတယ် What's up for you let the go to the divide do resolve the change for me အဲ့ဒီအကလေးလည်းပါတယ် ကျေးဇူးပါဟဲ့အပိကြတဲ့ပရိသတ်တွေကတော့အများကြီးပါပဲเนาะ အများကြီးပါပဲ ပြုံပြည့်ရုံရှန်နေမကပါဘူးဒီဘက်မှာရောချစ်စောသောပရိသတ်များတရထနေလို့မိတ္တထားဆွေတို့ဘုံမတို့ကိုအပိကြတဲ့အတွက် ပတ်စံနေကြပါဟင်းငါလည်းတစ်ချက်မှလည်း300လည်းမဟုတ်မလေးကိုကြီးကြိုက်ပြရမှာလားစင်ပြေလားဟုတ်ပြီ ဟုတ်ကဲ့ဒါတော့ချင်းလို့နဲ့မတရားတဲ့ချင်းအေးအေးလေးဖြော်ပေးကြပါနဲ့အဲ့ဒီမှာတောင်းဆိုတဲ့ချင်းလေးလည်းပါတာပေါ့နော် ဟုတ်ကဲ့ ဒီကတော့ဒီရေးကိုတဟာအောင်ရေးစပ်ပေးထားတဲ့ချစ်ဧည့်သည်စချင်းလေးကိုဖြော်ပေးကြပါရရှင် ဟုတ်ပြီဗျာ မ
ပို့ပြီးတော့ကောင်းတယ်နော်ပြင်းလဲပြင်းတယ်ကျုပ်ကသူတို့အနန္တမူးကြလားတောင်းလဲတယ်ရအညာသားကြီးကျွန်တော်ပဲဒီအညာသားကြီးဟောတချင်လားဒါပြင်းတယ်မယ်အခုခုနရှေ့ကိုသွားလက်သွားလေ ဟုတ်တယ် ဟဲ့လားခုံဒီခုံအေးဒီလက်ကျုပ်တော့အဲ့လိုဘယ်လိုပြောမလဲအခုကျရင်ကျုပ်တော့တိတ်ရွက်ကြည့်လို့ကိုမရဘူးဘာလို့တဲနှလုံးကနုအသေးနုလားအဲ့ခုံကြီးလောက်တာကိုကြောက်လို့စိတ်ထဲမှာဟုတ်တယ်လောက်ဆိုရတယ်ညီမလေးတစ်ခုခုပြင်အကိုကြီးသာပြည့်ဖက်ပြည့်အမတော်တော်နစ်နာပါပြောလိုက်တာကြာရှင်အညာတော့ဟိုလုံးတော့ပါလားရောမိုက်ကလေးအမေယူထားရောတလုံးသင်ပြအောင်အဲ့တချင်တောင်းရင်တချင်မိုက်နဲ့နှက်လန်တော့ရောအညာသားကြီးကဲပီပီရတော့ဆိုပေးမယ်နော်တော့ဒေါက်ကလေးမနော်ခဏလေးဒေါက်ကလေးမနဲ့ဟုတ်ပြီဘာပြောလဲလွတ်လပ်သွားပဲကဲဒီနေ့မှာမေတ္တာတို့ကိုဖိတ်ကြားပေးတဲ့အလူရှင်သမားမိသားစုတွေအားလုံးလည်းကျေးဇူးများတင်ပါတယ်ဟုတ်တယ်ဘယ်လိုလဲပြီးတော့အပိကြတဲ့ချစ်တော်မိသားစုပရိသတ်များအားလုံးလည်းကျေးဇူးများတင်ပါတယ်ပြီးတော့ဆွေးနွေးဝင်များချင်းပေးကြရတဲ့လည်းကျေးဇူးများတင်ပါရှင်ဟုတ်ပြီဗျာညီကကျေးဇူးတင်တယ်တို့ကဘယ်လိုပြောလို့ပြောမှာကိုမသိဘူးဘယ်လိုမှမပြောနဲ့မတင်ရဘူးလားအိတ်လိုက်တော့နေဦးလေးကျတို့ဘုံမနဲ့ကအောင်ပါလေနော်နေသမောင်အိတ်လိုက်တော့တော်တော်ချစ်တယ်ဆိုတဲ့သဘောပေါ့လေဘေဂျင်းကလေးကတောက်မြင်ကတ်နေတော့မသိဘူးတို့မြတ်ခွက်တွေလည်းဘယ်သူမှမမြင်ညုံနဲ့တို့ဟောဘက်ကလည်းဖေးအဲ့လိုမြစ်တာထားတာအတော်ဆိုးဟုတ်ကဲ့အဲ့လိုမင်္ဂလာကြီးရဲ့မနေ့ပြန်နေခလေးမှာလေမိသားကကိုသူရချန်နိုင်လို့မင်္ဂလာဆိုင်ဖွင့်နေတူအခန်းတဲ့ချင်းလေးတွေပေါ့နော်ဖြေရုံမှာဖြစ်ပါတယ်မနေ့ပြန်လည်းလာရောက်ပြီးအားပေးပါလို့ဖိတ်ခေါ်ပါရရှင်ဟုတ်တယ်အခုမိသားနဲ့လေးကိုနောက်ဆုံးချင်းလေးတစ်ပုံနဲ့နှုတ်ဆက်ပြစီဟုတ်ပြီကဲမိသားနောက်မှာ8နာရီခွဲရရောက်နေဟုတ်တယ်မဆိုးရင်ဆိုချင်တော့ဝရီရီကောအားလုံးဒီပြည်သက်တွေလည်းအားလုံးသဘောကျမဲ့ချင်းလေးတောင်းဆိုတဲ့ချင်းလေးဖြေပြီးတော့နှုတ်ဆက်ချင်ပါတယ်အချင်းလေးဆိုပြရင်တော့အားလုံးမိသားစုပြည်သက်တွေအားလုံးသဘောကျမယ်လို့ထင်ပါတယ်ဆိုကြမယ်နော်ဟုတ်ကဲ့ပြီးတော့နှုတ်ဆက်ပြစီဟုတ်ကဲ့ချ
များကြီးတင်ပါတယ်ခုနပြောတဲ့အတိုင်းပြီးတော့အပိကြတဲ့ပြည်သက်တွေပေါ့နော်တူတယောက်ချစ်စီတိုင်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်မနေ့ကမနေ့မှာအားလုံးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်လို့ပြောရင်းနဲ့ဒီချင်းနဲ့နှုတ်ဆက်ပါတယ်ပြည်သက်တွေမတင်နဲ့နော်အမှတ်တရလေးအနေနဲ့မိသားရဲ့အတန်လေးတွေလှရှားမှုလေးတွေကိုတင်ထားပါအောင်လို့နောက်ကြရင် AC ဖြစ်တဲ့ခါကျရင်တင်ရမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးတက်တာ နောက်ကပြည်သက်တွေလက်ပြပါအောင်တက်တာ လက်ပြပါအောင်ရှိပါသေးတယ် နောက်ကပြည်သက်တွေတက်တာဒီဘက်ကပြည်သက်တာကျေးဇူးများတင်ပါတယ် ဒီဘက်မှာအပိကြတဲ့ပရိသတ်များ တက်တာ ဟုတ်လေညီမလေးငယ်လေးမိသားရဲ့အလေးခန္ဓာပြီးဆုံး